Welcome back to my Kiwi channel ဒီနေ့မှာကျတော့ Kiwi နဲ့ Kiwi တငယ်ချင်းတို့တွားခဲ့တဲ့ ခီးလေးကို blog ရေးထားပြပါရရှင်။ Kiwi တငယ်ချင်းကမနက်ပိုင်းက6နာရီလောက်တွားခဲ့ပါတယ်။စောစီတွားခဲ့ရပေါ့နော်။ဘာဖြစ်လဲဆိုတော့ Kiwi တငယ်ချင်းကတေမီလေးကိုတောက်ချင်မှဖြစ်တဲ့အတွက်စောစီတွားဖြစ်ပါရရှင်။ဒါကတော့ Kiwi နဲ့ လိုက်မဲ့တငယ်ချင်းတွေပါ။ဒါကကျတော့တငယ်ချင်းတွေစုံလုံးဆိုပြီးတော့ပေါ်တော်နေရပေါ့နော်။မနက်ပိုင်းသွားတာဆိုတော့တိမ်မီလေးတော့မကြည့်ရသေးဘူးလမ်းမှာဒီမြူရဲ့ဆိုင်းအောင်တွေ့ရပါတယ်ရှင်။ခုကကျတော့ Kiwi ရောက်ပြီဖြစ်တဲ့အတွက်စပြီးတောင်းတဖြစ်ပါတယ်။ဒီမှာပေါ့နော်စက်ပိန်းစီးချလူတို့မြောက်တွေ့ရတယ်ပေါ့နော်။ဒါကကျတော့ Kiwi တောင်းတဲ့အလဲပေါင်းရသွားပြီပေါ့နော်။ view အရန်လာရရှင်။ Finally we are done ဆိုတဲ့အတိုင်းပဲ Kiwi အရန်တွေ့ချင်မှာတော့ဆိုတဲ့တိမ်ပင်လိုင်းကိုစတင်မြင်ရနေပေါ့နော်။ပြီးတာနဲ့ Kiwi လိုချင်တဲ့ photo လေးတွေ drawing ရှိရာလေးကိုအဲ့မှာပဲကြိုက်ပြပါရရှင်။ဒါကကျတော့တိမ်ပင်လေးကိုအနည်းကပ်ရိုက်ထားပြပါရယ် Kiwi သွားမှခုမှနေထွက်ခါစားဖြစ်တော့အရန်လာရပေါ့နော်။ပြီးတာနဲ့ရန်ကင်းတောင်ကိုပြားတဲ့ဝင်ပြီးတော့ပြားခဲ့ပါရရှင်။ကျမတငယ်ချင်းအရှိတော်မူနဲ့သူ့ရဲ့ပညာကိုထုတ်ပြနေဖြစ်ပါရဲ့ရှင်။ဒီပြအရန်တက်ဖို့ကောင်းတယ်ပေါ့အရန်ကြည့်လို့ကောင်းတယ်။နေထရကျမတို့ခုလို့ဆဲ။အားနေကြတာပေါ့နော်။အိုးဒီဘက်မညာဘက်တစ်ပတ်ဒီမှာပါထားတော့တရားတစ်ပတ်ပတ်မှာဖြစ်ပါတယ်။တစ်ပတ်ပတ်လိုက်ပါဦးမယ်။အခုကကျတော့ Kiwi တငယ်ချင်းနဲ့ Kiwi ဆင်းမှာတော့နော်ဆင်းမဲ့ရေ Kiwi တငယ်ချင်းနဲ့ဝါသနာတူချင်းနဲ့တုံးပုံတပုံရိုက်လိုက်ပြပါရဲ့ရှင်။တိုင်းပဲရခဲ့ဟုတ်ပါတယ်တိမ်မီလနဲ့လဲတိမ်မီလည်းတွေ့ဆုံရလို့ရမ်းပြောပါရဲ့ပြောပါတယ်ဒါပေမဲ့နေရာထဲမှာတနေရာထဲမှာနှစ်ခုလောက်ရှိရနော်နှစ်ခုမကပါအများကြီးရှိပါဒါကျမတို့ဒီတောင်တက်ပြီးသွားပြီဆိုတာနဲ့ဘယ်တော့မှလဲမြို့တော်ဦးရအောင်သွားပြီးတော့မှသွားအဲ့လုံးလဲဆိုတော့လဲပဲဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့မှာဘာလုံးလဲဆိုတာကိုလဲကျမတို့ဆက်ပြီးတော့တင်ပြမှာဖြစ်ပါတယ်အားလုံးလိုက်ခဲ့ကြတော့ဘိုင်တောင်စင်းတော့ပေါ့နော် Kiwi တကယ်ချင်းညောင်းလို့ဆိုအနောက်မှာကျန်နေခဲ့ရတဲ့ Kiwi လုံးလေးနဲ့ပဲတယောက်တည်းနဲ့ပဲတသားရလေးဆင်းကလိုက်ရပါရဲ့ရှင်တယောက်တည်းဟိုဒီမသွားတာပါကျမတကယ်ချင်းနဲ့အနောက်မှာနေပါတယ်မမြောက်လို့ဆက်ဒါကကျတော့ပြန်ငယ်နေလေး Kiwi မြောက်လေးတစ်ခေါက်တော့အရန်ချလို့ရခဲ့ရပေါ့နော်အရန်ချလို့ကောင်းအရန်ငင်နေပါဘူးဒါကျတော့ Kiwi တကယ်ချင်းနဲ့ Kiwi အင်္ဂလိပ်စကားပေါ့နော်ဒါလို့ sorry ဒါက Kiwi တောင်အတက်အလဲလောက်ကွာ Kiwi ရိုက်ခဲ့တဲ့နေရာလေးမှာပဲပြန်ထားပြီးတော့တချင်းနဲ့ညီးညာပေါ့နော်အစားတွေကတုံးဝင်လိုက်ရပြီးကျမတငယ်ချင်းမအရင်မကြည့်ဘူးတင်ပါတယ်ဆိုဒါကျတော့ကွာ Kiwi သွားခဲ့တဲ့2နေရာ3နေရာလောက်ကို Kiwi ရိုက်ဖို့မေ့သွားတဲ့အတွေ့အကြုံလေးနဲ့ပဲစတင်ရခဲ့ပါတယ်ရှင် Thank you for watching bye guys Kiwi